မင်္ဂလာပါရှင် post crochet ရဲ့နာမည်လေးမှာပြန်လဲကြိုဆိုလိုက်ပါတယ်ဘိုးကဒီနေ့ဒီ heaven နာလေးကိုချီနီးလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်တီးပြီးသားလူလေးကတော့ skip me ကြော်သွားပေးပါမသိသေးတဲ့လူလေးတွေရွယ်ပြီးတော့လုပ်ပေးတဲ့ video လေးဖြစ်ပါတယ်အဲ့တော့ဘိုးတို့ဒါလေးကိုဘယ်လိုချီမလဲဆိုစားလိုက်ကြမယ်နော်ဘိုးတို့ရှေ့ရစပင်ကိုချန်ကျင်တဲ့ရှေ့ရစပင်လေးတွေကိုရှေ့မှာချန်ထားခဲ့ပြီးတော့ချန်တဲ့စပင်လေးတွေကိုနောက်ကိုပို့လိုက်မယ်တင်လိုက်မယ်ပေါ့နော်ညက်ကလေးနဲ့စပင်ကိုကခဏညက်ထားလိုက်တယ်ပြီးတော့နောက်တစ်ပတ်ကိုလည်းအဲ့လိုပဲရှေ့ကကိုချန်ချင်တဲ့စပင်ပမာဏလေးကိုချန်ထားခဲ့မယ်နောက်ကစပင်တွေအကုန်လုံးကိုတင်လိုက်မယ်ပေါ့နော်တင်ပြီးတော့ပူကတော့ကလေးနဲ့ညက်ပြီးတော့အပေါ်ကိုခောက်တင်လိုက်တယ်ပေါ့နော်ခဏပြီးမှစပင်ကိုပြန်ချမယ်ပေါ့နော်အဲ့တော့အဲ့လိုပြီးသွားပြီဆိုလို့ရှိရင်ပြောင်တင်မရမယ်เนาะမဟုတ်လို့ရှိရင်ကြိုးချီရဲ့ချိန်ကြရင်ညှိပြီးတော့ပြန်ဖြီးရခါကြရင်နာတတ်ပါတယ်အဲ့တော့အတဲပြောင်းပြန်လေးတခြားကြည့်ပြီးလို့ရှိရင်တင်လိုက်မယ်ပြီးရင်ကျိုးလေးကိုနောက်နေရွက်နောက်ကိုပို့မယ်เนาะနေရွက်နောက်ကိုပို့ပြီးတော့နောက်မှခုတ်ပေါ်မှာခြီလိုက်ပါမယ်ခောက်တွန်းလေးခြီမယ်เนาะကိုခံနိုင်တဲ့ခေါင်းအရော့တင်းလေးနဲ့ခြီလို့ရပါတယ်ခြီပြီးလို့ရှိရင်ညှက်ထားတဲ့စပင်လေးကိုဖြီးချလိုက်လို့ရပါပြီအဲ့ဒါဆိုလို့ရှိရင်ပြီးသွားပါပြီပေါ့เนาะဟဲဘနာလေးကိုလည်းကိုလိုအရှိဒုံနောက်ဆော့ပြုလုပ်လို့ရပါတယ်ပေါ့နော်ပြီးရင်ကိုစပင်းလေးတက်တက်ရက်ဖြစ်သွားအောင်လုပ်လိုက်မယ်ဒါဆိုလို့ရှိရင်ရပါပြီအားလုံးပဲအဆင်ပြေကြပါစေရှင်ဟဲဘနာလေးလိုလို့ရှိရင်လည်းလိုအပ်လို့ရှိရင်ပိုးစီမှာမှာလို့ရပါတယ်နော်